ဒီဖြစ်ပျက်ကလည်းခြေကွဲစရာအဖြစ်ပျက်တစ်ခုပဲရဟန်းတော်တစ်ပါးဟာအိတ်တိမ်မိသားစုကနေ့စဉ်ဆုံးဖို့ပြုလို့အဲ့ဒီအိမ်ကိုနေ့တိုင်းကြွားတယ်ကြွားပြီးတော့အိမ်မှာဆုံးဖို့မေ့လို့ရှိတယ်နော်ဖြစ်ပျက်တစ်ခုကမမျှော်လင့်မိမယ်လို့ဖြစ်လာတတ်တယ်အဲ့ဒီအိမ်ကအမျိုးသားကဘာလုပ်တော့ဆိုရင်ကြောက်သွေးတဲ့အလုပ်တမိုးကြီးမားတဲ့ဗရမ ्या ရတနာတွေသွေးတဲ့အလုပ်ကိုသူလုပ်တယ်သူလုပ်ငန်းကတရက်ကြတော့သူကလည်းနာမည်ကြီးဆိုတော့ဘရင်စီကပို့လိုက်တယ်ကြောက်ရုံကြောက်ရိုင်းတုံးကလေးတတုံးအသေးလေးအဲ့ဒါကိုတေချာသွေးပေးဖို့ဘရင်ကနေအလုပ်အပ်လိုက်တယ်ခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာသူကဘာလုပ်တုံးဆိုထမင်းဟန်းချက်ဖို့သားငါးတွေလှီးနေတယ်လက်မှလည်းသွေးစားသွေးနာအငိမ့်နှံ့နေရှိနန်းတော်ကလာပြီးတော့ပစ္စည်းအပ်တဲ့အခါမှာအငိမ့်နှံ့မကင်းတဲ့လက်နဲ့ဖရမ ्या လေးကိုလက်ခံလိုက်တယ်လက်ခံပြီးတော့အဲ့ဒီဖရမ ्या လုံးလေးကိုဖေးနှံ့မှာခဏကလလေးပေါ်မှာခဏချပြီးတော့လက်သွားဆေးအဲ့ဒီအိမ်မှာအဲ့ဒီရှေ့မှာရန်တော်ကလည်းပဲဆွမကျက်သေးလို့ဆွစားမယ်အချိန်ဆွကျက်သည့်အထိအောင်စောင့်ဆိုင်ပြီးထိုင်နေတယ်သူ့လုံးလုံးနေတဲ့နေရာအိမ်မှာမွေးထားတဲ့ဂျိုးကြငှက်တစ်ကောင်ကလည်းပဲအိမ်ပေါ်မှာရှောက်သွားတယ်အဲ့ဒီဗရမ ्या ကလေးမြင်လိုက်တဲ့အခါကျတော့သွေးရဲရဲလို့အနီးလေးမြင်တယ်အညှိနှံ့ကလည်းရှိတော့ဂျိုးကြကအနာနာရောက်လာပြီးအဲ့ဒီဗရမ ्या ကောက်မြုပ်လိုက်ဘယ်ကအထားတဲ့ဗရမ ्या ဆိုအမတမအရေးကြီးတာပျောက်သွားရင်သူမလွယ်ဘူးပြန်လာတဲ့အခါကျတော့ခုနလေးတွေချပြီးလက်သွားဆေးနေတော့ဒီဗရမ ्या ပျောက်သွားတယ်ဒီနားမှာလည်းဘယ်သူမှမရှိဘူးဒီဖုန်းကြီးပဲရှိတယ်ဗရမ ्या ရှူသလားဆိုမယူပါဘူးပြောမယုံနိုင်ဘူးပေါ့သူအနေနဲ့ရဟန်းတော်ကတော့မြင်လိုက်တယ်ချိုးချငဲ့မြူသွားတာသူရှိမှမြင်လိုက်တယ်အဲ့တော့သူ့ကိုစစ်မေးတဲ့အခါကျတော့ငါမယူဘူးပဲပြောတယ်ဂျိုးချငဲ့ကလေးတွေဂျိုးချငဲ့ကနှုတ်သီးနဲ့ခြီးပြီးမျိုးချလိုက်တာကိုမြင်တော့လည်းပဲအကယ်၍ဂျိုးချငဲ့ခြီးတယ်လို့ဆိုရင်ဂျိုးချအသက်ခံအဲ့ရဟန်းတော်ကဒီသရဝါလေးပေါ်မှာတနာကျင်တာလို့မပြောဘူးအဲ့ဒါဟိုလူကစိတ်တွေဓာတ်တိုးလာခေါင်းတွေပူထုလာတယ်ဘာလို့လဲဆိုဘယင်ကအတက်ပြပြလေအဲ့တော့ဒီဟန်းကိုမပေါ်ပေါ်အောင်မေးမယ်သူ့အမျိုးသမီးကိုသွားတိုင်မယ်တော့မလုပ်ပါနဲ့ဒီကနေ့မှဒီဘုန်းကြီးကဒီမှာဆွမ်းစားတာမဟုတ်ဘူးကြားလာပြီအိမ်မှာဒီလိုဟာမျိုးမရှိဘူးထင်မလွဲနဲ့လို့ဆိုပြောတော့မရကျိုးနဲ့ခေါင်းချီပြီးတော့ရိုက်ပြီးစစ်တာပေါ့မပေါ်ပေါ်ကောင်းနေပေါက်သွေးရဲတွေကြအဲ့ဒီအချိန်လေးမှာဘုန်းကြီးကိုနှိပ်စက်ပြီးတော့သွေးတဲ့တန်ရုပ်ဖြစ်အောင်လုပ်ပြီးတော့ဘုံမခမချင်းနှိပ်စက်တဲ့အခါခေါင်းကထွက်တဲ့သွေးတွေကြတော့သွေးညှိနှံ့တဲ့ခုနကဂျိုးကြကောင်လေးကရောက်လာပြီးတော့အဲ့ဒီသွေးကိုလာပြီးတော့တောက်ပြန်အဲ့ဒီအချိန်မှာစိတ်ဆိုးနေတော့ခြေတော်နဲ့ဂျိုးကြငှက်ကိုကန်ပလိုက်တယ်ကံပလိုက်တော့ချက်ကောင်းပြီးတော့ဂျိုးရငယ်လေးရကြတဲ့နေရာမှာခါတဲ့အသက်ထွက်သွားအဲ့ဒီကျတော့မှသူ့အိမ်မှာနေတဲ့ယဟန်တော်ကချိုးကြငယ်ကလေးလှုပ်ရှားလှုပ်လှက်နဲ့တည်သွားတာတွေ့တဲ့အခါကျတည်သွားပလားလို့မေးတော့သူကပြောလိုက်သေးတယ်ဒီငှက်တည်တယ်လို့ကိုတော်လည်းတည်ရမယ်ဆိုပြီးပြောလိုက်တယ်အဲ့တည်သွားပြီဆိုတာကြတော့မှသူ့ကိုကျိုးနဲ့တုတ်ထားတာတွေဖြီးခိုင်းပြီးတော့ငါမြင်လိုက်တယ်တဲ့ဟောဒီမင်းရဲ့ဗရမ ्या ဂျိုးချငှက်ကမျိုးချလိုက်တာငါတွေးလိုက်တယ်သူ့ထဲမှာရှိတယ်အဲ့ဒါနဲ့အဲ့ဒီဂျိုးချငှက်ကိုရှင်ခွဲပြီးတော့ကြည့်တဲ့အခါဗရမ ्या ရှာတွေ့တယ်အဲ့ကြတော့စိတ်ပူတာတစ်မျိုးဖြစ်သွားပြန်ပြောင်းလဲသွားပုံကြည့်ခုနကတော့ဗရမ ्या ပြောင်းလို့စိတ်ပူတယ်
အခုကကြတော့ပရမညာတွေးတာတော့ဟုတ်ပြီအဲ့ဒီဘက်ကစိတ်ပူမှုကသူမတရားဘုန်းကြီးပေါ်မှာသူစော်ကားပြစ်မှားပြီးတဲ့အကုသိုလ်ပေါ်မှာစိတ်ပူသွားပြန်တယ်လူစိတ်ဆိုတာကြည့်အဲ့ဒီမှာစိတ်ပူတာတခါဖြစ်လာစိတ်ပူလို့အမျိုးမျိုးတောင်းပန်ဝန်ချပြီးသူ့အိမ်မှာပဲဆုံးဖုံးပေးဖို့ပြောတော့ရဟန်းတော်ကဒါသူ့မှာအပြစ်မရှိပါဘူးတဲ့တခါကြီးမှာအပြစ်မရှိပါဘူးသူ့အနေနဲ့ဆွမ်းခံစားရမယ့်ဟာမစားဘဲနဲ့အိမ်ပေါ်မှာထိုင်ပြီးဆွမ်းစားမိတဲ့အပြစ်ပါလို့နောက်ထပ်ဆိုရင်တော့အိမ်ရိပ်တောင်မနှင်းတော့ပါဘူးဆိုပြီးတော့အရဟန်းတော်